တခါတလေမှာစိတ်ကလေဘလိုလိုနေမကြည့်တာမျိုးရှိတတ်တယ်ပေါ့နော်ဘာဖြစ်စင်မှာလောလောလတ်လတ်ဖြစ်ထားတာလည်းမရှိသေးဘူးဒါပေမဲ့စိတ်ကလည်းမကြည့်ဘူးဆိုတဲ့အခါမျိုးမှာပြန်စဉ်းစားရမှာငါခုနကဘာစားခဲ့လဲပေါ့ဒါမှမဟုတ်ရင်ငါဘာသတင်းတစ်ခုခုဖတ်ခဲ့လဲပေါ့နော်အဲ့လိုအချက်နှစ်ခုကိုအဓိကစဉ်းစားလိုက်လို့ရှိရင်တခါတလေမှာအစားအသောက်ကြောင့်အစားအသောက်မစားထားလို့တော့လကောင်းဒါမှမဟုတ်ရင်စားရတဲ့ဟာဆင်မပြေတော့လကောင်းစိတ်ကဆင်မပြေတဲ့ဟာလည်းရှိတတ်တယ်ဒါမှမဟုတ်ရင်ဖတ်ထားတဲ့သတင်းတစ်ခုခုကြောက်ပေါ့နော်အဲ့လိုမျိုးစိတ်ကအဆင်မပြေဒါမျိုးလည်းရှိတတ်တယ်အဲ့တော့ကိုယ်စိတ်ကိုတတိထားကြည့်လိုက်တဲ့အချိန်မှာစိတ်ကအသိဆင်မပြေဘူးဆိုတာတွေးရလို့ရှိရင်ပထမဆုံးစဉ်းစားရမယ့်ဟာနှစ်ခုကငါဘာစားလိုက်လဲဆိုတာရဲ့နောက်တစ်ခုကငါဘာသတင်းတစ်ခုခုကိုဖတ်လိုက်လဲဒါမှမဟုတ်ရင်ဘာအတွေးတစ်ခုခုကြောင့်ငါစိတ်ကအဲ့လိုမျိုးအနောက်မကြည့်ဖြစ်နေတာလဲပေါ့နော်အဲ့ဒါလေးကိုပြန်ပြီးတော့ check လုပ်လိုက်လို့ရှိရင်အဆင်ပြေသွားပါလိမ့်မယ်